အားလုံးမင်္ဂလာပါ drama မေကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တော့မေမလုပ်ဖြစ်တာအရင်ကြားရဲပေါ့နော် channel live up လို့လည်းပြောလို့ရတယ်မေရဲ့ channeling နဲ့ planning ecosystem တွေအကြောင်းကိုပြပြပေးတော့မှာပဲဖြစ်ပါတယ်2026အတွက်ဘယ်လိုအသုံးပြုမယ်ဘာတွေပါမလဲဆိုတာကိုပြပြပေးတော့မှာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကတော့မေ2026မှာအသုံးပြုမယ် notebook လေးပေါ့နော်အရင်လိုမျိုး A5 site တွေပါတယ်မေမသုံးဖြစ်တော့ဘူးဒီ M5 site ပေါ့နော်ဒါမေရဲ့ minimal B လေးရဲ့ဒီ clear binder လေးပေါ့နော်သူက M5 site လေးမလို့လုံးဝ pocket ထဲမှာအရန်ကိုအဆင်ပြေတယ်ပေါ့နော်ထည့်သွားထည့်လာအရန်လည်းမလေးဘူးတည်သွားလို့လည်းအရန်အဆင်ပြေတယ် pocket site လေးတွေအရန်မိတို့အဆင်ပြေတာမို့ pocket site လေးပဲသုံးပြတယ်ပေါ့နော်ဒါကတော့မေရဲ့ minimal B ပါဒါပေမဲ့ဒါလေးတွေကတော့မေကအလှဆင်ထားတာပေါ့နော်ဒီမှာဆိုရင်တော့မေထည့်ပေးပြီးသားခွင်းလေးပေါ့နော်အမှကြိုက်တဲ့တော့ချီလေးတွေချိန်လို့ရတယ်ပေါ့နော်မေကတော့ Hello Kitty လေး trinket လေးချိန်ထားပါတယ်ပြီးတော့ဒီကျိုးလေးကတော့ကိုယ့်ကိုတက်လိုက်တာဘာလို့လဲဆိုတော့မေကဒီလိုမျိုး charm လေးတွေပေါ့နော်ထပ်ပြီးတော့အဲ့လိုအလှဆင်ခြင်းတဲ့အတွက်ဒီမှာအကွက်နဲ့ကိုပေါက်ဖောက်ပြီးတော့ဒီ elastic ကျိုးလေးတက်လိုက်တာပေါ့နော်ဒီမှာဆိုရင်တော့ဒါမေ minimal B ထဲမှာပါတဲ့ဒီ charm လေးနဲ့ဒီဟာလေးကတော့ Hello Kitty လေးပါရှင်ကဲထဲမှာဗာလေးတွေပါမလဲဆိုတာပြပြပါမယ်ဒါတော့မေပထမဦးဆုံး cover page ပေါ့နော်ဒီလို illustration design လေးလုပ်ထားပါတယ်ပြီးတော့ဒါကတော့မေ van work ကအိတ်ကသူတို့တော့ကြိတ်လေးအနေနဲ့ပေးတဲ့ဟာလေးပေါ့ဒါပေမဲ့လှလို့ဒီထဲမှာပေါက်လေးတွေဖောက်ပြီးတော့ထည့်လိုက်တယ်ပေါ့နော်ပြီးရင်ဒီကတော့မေရဲ့ planning အတွက်ပေါ့နော် monthly planning အတွက် page လေးပါဒါတွေကတော့2016မှာစသုံးမှာဖြစ်တဲ့အတွက်မဖြစ်ရသေးဘူးပေါ့နော်ဒီမှာမေစဉ်းစားတာကတော့ဒီနေ့ doodle လေးတွေဆွဲမယ်ဒါမှမဟုတ်လည်းဒီတိုင်း plan ပေါ့နော်အရေးကြီးတဲ့ plan လေးရေးပြမယ်ဒါမှမဟုတ်တနေ့တာလုပ်တဲ့ဟာလေးတွေကို doodle လေးတွေနဲ့ဆွဲပြီးတော့မိုက်လက်မှတ်ဖြစ်မယ်ပေါ့နော်အဲ့လိုမျိုးတော့စဉ်းစားထားပါတယ်ပြီးတော့ဒါကတော့ photo လေးပါပြီးရင်ဒီမှာ Snoopy လေးလည်းထည့်ထားတယ်ပြီးတော့ဒါမေရဲ့ mini calendar လေးထည့်ထားတာပေါ့နော်ဒီမှာ sticker လေးထည့်ထားတယ်ပြီးရင်တော့ဒီနောက်မှာကတော့မေရဲ့sketchbook လို့ပြောလို့ရ sketchbook အပိုင်းဖြစ်သွားပြီပေါ့နော်ဒီမှာဆိုရင်မေပုံလေးတွေရှောက်ဆွဲမယ်ပေါ့နော် doodle လေးတွေရှောက်ဆွဲဖို့ထပ်ထားမယ် page လေးတွေထပ်ထားပေးတယ်ပြီးရင်ဒါလေးကတော့မေလောက်ထားတဲ့ collage လေးပေါ့နော်ဒီနောက်ကတော့မေက junk journaling အတွက်ထားပါတယ်ဒီလိုမျိုးတွေ့တာလေးနဲ့ junk journaling လုပ်မယ်ပေါ့နော်ဒါ junk journaling အတွက် page လေးတွေထားပေးထားပါတယ်ပြီးရင်တော့ဒီမှာကတော့ sticker လေးတွေပေါ့နော်သုံးလို့မဲ့ဒီ dot sticker လေးတွေပါလေးတွေကတော့အမြဲသုံးပြတော့ဒါလေးတွေထည့်ထားတာပေါ့နော်ဒါ emoji sticker လေးပေါ့ဒါဒီ zipper pouch လေးထဲမှာလည်းမေ sticker လေးတွေပဲထည့်ထားပါတယ်ပြီးတော့ဒါကတော့ card လေးလည်းထည့်လို့ရတယ် sticker လေးလည်းထည့်လို့ရတယ်ထည့်ပြီးတော့အိတ်ကလေးပေါ့နော် okay ဒီနောက်ပိုင်းကတော့ဒါ note အတွက်ပေါ့နော် note ကိုဖြစ်သွားပြီဒီမှာတွေကတော့မေအဲ့လိုစာအုပ်တွေတို့ဒီ social media တွေမှာတော့တွေ့လိုက်တဲ့မေကြိုက်တဲ့ quote တွေပေါ့နော် quote လေးတွေမှတ်ဖို့space ပါပြီးရင်တော့ဒီမှာကတော့မေဒါ minimal B ရဲ့ cover page လေးဒီနောက်ထည့်ထားတယ်ဒီနောက်ပိုင်းမှာတော့မေက list တွေလုပ်မယ်ပေါ့နော်ခေါင်းထဲပေါ်လာတဲ့မှန်များရဲ့ list ချရေးမယ်ဥပမာ gratitude list ပဲဖြစ်ဖြစ်ပေါ့နော်ဒီနေ့ပါအတွက် grateful ဖြစ်တယ်ဆိုတာလေးလည်းချရေးပြမယ်အဲ့လိုခေါင်းထဲပေါ်လာတဲ့ list မှန်သမျှကိုဒီမှာချရေးဖို့စဉ်းစားထားပါတယ်ပြီးသွားရင်တော့ဒီနောက်မှာကတော့မေရဲ့ notes တွေပေါ့နော်စာအုပ်တွေတခြားနေရာတွေနေမေဖတ်ဖြစ်တဲ့စာတွေမှတ်တင်တာမှတ်ချင်တာလေးတွေပေါ့နော်အဲ့အတွက်ဒါကတော့ note page ပေါ့နော်ဒီပေတံလေးကတော့မေကA6 အတွက်ပါတော့မေဖြတ်ပြီးတော့ထည့်ထားတာပေါ့နော်သုံးလို့ရအောင်လို့ပါဒါကတော့ note taking အတွက် space ပေးထားတယ်ပြီးတော့ဒါနောက်မှာတော့မေရဲ့ cut ပေါ့နော် cut လေးတွေပေါ့ cut လေးတွေရဲ့တခြား file လေးတွေပေါ့နော်ဒီလိုမျိုးလေးအေးလေးနဲ့ထည့်ထားတာပါဆိုတော့ဒါတော့မေရဲ့ဒီ2026မှာသုံးမဲ့ pocket size notebook လေးပဲပေါ့နော်မေဟိုလို bullet journal တွေလိုမျိုးအများကြီးတွေတော့မရေးတော့ဘူးလုံးဝ monthly အတွက်လေးပဲ planning အတွက်ကထည့်ထားတယ်ပေါ့နော်တခြားဒီ note taking တို့တခြား idea လေးတွေပေါ်လာတာလေးတွေပဲချရေးဖို့ပဲဒီစာအုပ်လေးကိုအသုံးပြုမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒါလေးကတော့မိနစ်2026မှာသုံးမဲ့ minimal B လေးပေါ့နော်ကျမတို့လည်းမိလိုမျိုးဒီလိုမျိုး setup လုပ်ချင်တဲ့ဒီလောက် size လေးပဲတဲသွားတက်လာဆင်ပြေတဲ့ size လေးကိုစိတ်ဝင်စားရဲမှာယူချင်နေဆိုရင်တော့မေရဲ့ဒီ Facebook shop မှာ
minimal B ဆိုရဲဒီ kit တွေပေါ့နော်စုံပါတယ် insert တွေရောဒီလိုမျိုး pouch တွေရောအကုန်ပါပြီးသားဒီ charm လေးလည်းပါတယ်ပေါ့နော်အဲ့လိုမျိုး box လေးနဲ့မေ kit လေးလုပ်ပြီးတော့ရောင်းလာတာရှိပါတယ်လိုချင်နေဆိုရင်တော့မှာယူလို့ရပါတယ်Okay နောက်တစ်ခုကကျွန်တော်တို့တည့်ရတိုင်းမေက digital planning ကိုပြောင်းသွားတယ်ပေါ့နော် planning ကိုဒီထဲဒီမှာမရေးတော့ဘဲနဲ့မေက Notion ဆိုတဲ့ app ကိုအသုံးပြုလိုက်တယ်Notion နဲ့မေရဲ့ဒီနေ့တာ plan တွေဒီ transaction စသဖြင့်အကုန်ပေါ့နော် habit တွေအကုန်လုံးကိုကတော့ Notion နဲ့ပဲ track ပါတယ် Notion မှာပဲမှတ်ပါတယ်ဆိုတော့အဲ့ Notion ကိုလည်း digitally မေဘယ်လိုအသုံးပြုလဲဆိုတာကိုပြပြပေးသွားပါမယ်Notion သုံးပြရဲဆိုမျိုးတို့ကဒီ laptop နဲ့သုံးတာပုံများတယ်ပေါ့နော် laptop နဲ့ကြည့်ရတာပိုအဆင်ပြေတယ်ဖုန်းမှာဆိုရင်တော့ Notion app ကြည့်တဲ့ကိုဝင်ပြီးတော့ကြည့်တာတော့ရှားတယ်ပေါ့နော်နည်းနည်းလေးကြည့်ရကျင်းတယ်လို့ခံစားရတယ်သူရဲ့ layout style တိုင်းရောပဲပေါ့နော်ဘယ်လိုပဲဒီ mobile friendly ဖြစ်အောင်လုပ်တာdesktop မှာဒီ computer တွေမှာလောက်ကြည့်ရအဆင်မပြေလို့ပေါ့နော်မိကတော့ Notion ကို app အနေနဲ့ဒီဖုန်းလေးတွေtablet တွေကနေသုံးတာတော့နည်းပါတယ်အဲ့အတွက်မိကပါနဲ့သုံးလဲဆိုရင်တော့ iPad shortcut ကိုအသုံးပြုပါတယ် Apple shortcut ကိုအသုံးပြုပြီးတော့မေရဲ့တနေ့တာကို track ပါတယ်ဆိုတော့ဒီဒါကတော့မေ home page ပေါ့နော် home page ပြင်မေဒီလိုထွက်လိုက်တယ်ဆိုရင် widget နေရာမှာမေသုံးလို့တဲ့ဒီ widget လေးတွေထည့်ထားရပေါ့နော်ဒီမှာဆိုရင်မေကဒီသုံးပြုမဲ့ဒီ Notion နဲ့ချိန်ထားတဲ့ shortcut တွေ Apple shortcut တွေကိုဒီမှာတင်ထားပါတယ်ဆိုတော့မေကဒီဥမာမေ test တစ်ခုခုကိုလုပ်မယ်ဆိုရင်ဒီမှာ S22 ကိုနှိပ်လိုက်တယ်ဒါဆိုရင်ဒီလိုမျိုးလေးကိုယ့်ရဲ့ desk ကဘယ်လိုလဲဆိုတာလေးကိုပဲရိုက်လိုက်ရုံပဲပေါ့နော်ထားပါတော့ test လုပ်ပြမယ်ဘယ်နေ့အတွက်လဲဆိုရင်ဒီနေ့အတွက်အလတ်ပေးမလား no အလတ်ပေးမယ် important လား not important ကိုရွေးမယ်ဒီလိုမျိုးခဏစောင့်လိုက်ပြီဆိုရင်သူကမေရဲ့ Notion နဲ့ကိုလည်းသွားထည့်ပေးသွားပြီပေါ့နော်ဆိုတော့ဒီinternet ရှိရဲ့နေရာမှာဘယ်နေရာမှာမဆိုမေရဲ့အလွယ်တကူပေါ့နော်မေရဲ့ to do list တွေကိုမှတ်လို့ရတယ်ပေါ့နော်ရောက်တဲ့နေရာမှာဖြစ်လာတဲ့လုပ်ဆရာရှိလာတဲ့မှန်သမျှကိုဒီထဲမှာချက်ချင်းကောက်ထည့်လိုက်လို့ရတဲ့ပုံမျိုးပေါ့နော်နောက်တစ်ခုကတော့ add event ပါဒါကလည်းဥမာတကယ်ချင်းနဲ့ပြောရင်လည်းငါတို့နောက်တစ်ပတ်ကြာရင်လည်းထပ်တွေ့မယ်နော်ဆိုတာမျိုးဆိုရင်မေကနောက်တစ်ပတ်ဟုတ်ပြီနောက်တစ်ပတ်ဘယ်နေ့မှတွေ့မလဲစသဖြင့်ဒီမှာမှတ်လိုက်လို့ရတယ်ပေါ့နော်okay နောက်တစ်ပတ်ထားပါတော့19ရက်နေ့မှာတွေ့မယ်ဘယ်ချိန်မှာတွေ့မလဲထားပါတော့9:50ပဲထားလိုက်မယ်နော်Okay ဒီမှာဆိုရင်ဒါကတော့မေရဲ့ဒီ Apple calendar နဲ့ရော Notion နဲ့ရောမေကချိန်ထားဖြစ်တဲ့အတွက်မေရဲ့ calendar တွေလည်းဝင်မယ်ဆိုတော့မေကဒီ event ရဲ့calendar ကိုရွေးပြရမှာเนาะ personal calendar တွေထည့်မယ်ဒီမှာဆိုရင် alert ပေးအောင်မလားလို့လည်းရွေးလို့ရအောင်မေထည့်ထားတာဆိုတော့မေက okay one day okay 30 minutes before ကိုမေ remind လုပ်ခိုင်းလိုက်မယ်ပေါ့เนาะ important လား not important ပေါ့ဆိုရင်ဒီဟာလည်းမေရဲ့ events တွေကိုတွားပြီးတော့ add လိုက်ပြီးဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ text တွေနဲ့ events တွေကမေကဒီ Apple calendar နဲ့လည်း sync ထားတာဖြစ်တဲ့အတွက်ကြောင့်မေရဲ့ calendar ထဲဝင်လိုက်မယ်ဆိုရင်မေရဲ့ဒီမှာ text span ကလည်း19ရက်နေ့မှာဝင်နေပြီ event ဒီမှာဒီလိုမျိုးဆို remind လုပ်ဖို့30 minutes remind လည်းပါတယ်ပေါ့နော်ဆိုတော့အဲ့အနေနဲ့မေကNotion နဲ့ Apple Calendar ကိုဒီ shortcut နဲ့အသုံးပြုပြီးတော့မေရဲ့ events တွေဒီ text တွေကို events တွေ text တွေကိုမှတ်ပါတယ်နောက်တစ်ခုကတော့ daily journal ပေါ့နော်ဒါကတော့မေကြိုက်ဆုံး shortcut ပါပဲနေ့တိုင်းမေကဒီ journaling စာအုပ်ကိုမသုံးတော့ပဲနဲ့ဒီထဲမှာပဲအကုန်မှတ်တယ်ပေါ့နော်ဒီနေ့အတွက်ဒါကတော့မေနဲ့အဆင်ပြေအောင်မေပြုလုပ်ထားတာပေါ့နော်ဒီမှာဆိုရင်ဒီနေ့ script graduate ထားတာတော့ test ပဲလုပ်လိုက်မယ်နော်test လုပ်ပေးလိုက်မယ်ဒီနေ့ရဲ့ move ကဘယ်လိုလဲရွေးလို့ရတယ်ပြီး track habit လုပ်မလားလုပ်မယ်ဒါဆိုဒီနေ့မေပါကစားတယ်အခုမှတင်မှာဒါကတော့မေက meditate ပေါ့နော် meditate မှတ်ထားတယ်ဆိုတော့အဲ့လေးကိုနှိပ်လိုက်မယ်ဆိုရင်ဒီမှာမေကဒီ Apple ရဲ့ health ပေါ့နော် health app ထဲမှာလည်းမေရဲ့ဒီ mindfulness minute ကိုတွားမှတ်ဖို့အတွက်မေကဒီ shortcut ထဲမှာတစ်ခါထည့်ထားပြတဲ့ကြောင့်တန်းပြီးတော့ run တာဖြစ်ပါတယ်ဆိုတော့ဒီမှာဆိုရင်မေက9မိနစ်ထိုင်နေပေါ့နော်ဆိုတော့ဒီနေ့ကိုမေ9မိနစ်ထိုင်လိုက်တယ်9:48ကနေထိုင်နေ9:53ထိထိုင်လိုက်တယ်လို့ဆိုပြီးတော့မှတ်လိုက်တယ်ပြီးတော့ဒါကတော့ main ကလေးတွေတော့ပေါ့နော်ဒီနေ့ period လားမလားပေါ့ no ဆို no ပေါ့နော်ဒါဆိုရင်တန်းပြီးတော့မေရဲ့ဒီမေကဒီ Apple ရဲ့ health ကိုလည်းအသုံးပြုပြီးမေရဲ့
ဒီ state of mind မှတ်တယ်ပေါ့နော်ထိုင်နေဆိုဒီထဲကိုလည်းတန်းမှတ်လို့ရအောင်လို့မိကခုန shortcut ထဲမှာပြီးရနဲ့ဒီ app ထဲကိုတန်းဝင်ဖို့ health app ထဲကိုတန်းဝင်ဖို့function ထည့်ထားပေးရပါတော့ဆိုတော့ဒီမှာ log ကိုနှိပ်လိုက်ပါမယ်ပြီးတော့မင်းတို့ရဲ့ဒီနေ့တာမှုကိုဒီထဲမှာလည်းမှတ်ထားရပါတော့အမေ health app ထဲမှာလည်းဘာဖြစ်လို့မှတ်ချင်လဲဆိုတော့သူကလေဒီဘက်မှာသူကဒီမှာ mental well being မှာဆိုရင် state ကိုဒီမှာဒီလိုမျိုးပြတာဖြစ်တဲ့အတွက်ကြောင့်မေကဒီ health app ထဲမှာလည်းမေထည့်ထားတာပေါ့နော်ပြီးရင်တော့ခုနဒီ meditate လုပ်တဲ့ mindful minutes day ဆိုရင်လည်းဒီမှာပေါ်ရပေါ့နော် yearly နဲ့ကြည့်လို့ရတယ် day နဲ့ကြည့်လို့ရတယ် week နဲ့ကြည့်လို့ရတယ်စသဖြင့်ပေါ့နော်ဆိုရင်ကြည့်လိုက်ရင်မေဘယ်နေ့တော့ meditate လုပ်ထားရဲစသဖြင့်မြင်ရတယ်ပေါ့နော်အဲ့လိုမျိုးမေကနှစ်ခုလုံး Notion ထဲမှာရောဒီ Apple system ထဲမှာရောမေကထည့်ချင်တာဖြစ်တဲ့အတွက်ကြောင့် shortcut ထဲမှာတစ်ခါလေးထည့် run ထားတာဖြစ်ပါတယ်ဒီမှာဆိုရင်မေတို့ခုနထည့်လိုက်တဲ့ဒါမေရဲ့ Notion ပေါ့နော် Notion ထဲမှာမေတို့ခုနထည့်လိုက်တဲ့ daily channel ပေါ့နော် daily habits တွေ mood တွေဒီမှာခုန track လိုက်တဲ့ gratitude တွေအကုန်လုံးကဒီထဲကိုဝင်နေပြီပေါ့နော်ပြီးရင်ခုနမေတို့ထည့်လိုက်တဲ့ event တွေကလည်း19ရက်နေ့မှာဒီမှာတန်းပြီးတော့ပေါ်နေပြီပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ transaction ပေါ့နော် transaction မှာဆိုရင်လည်းဒီလိုပါပဲမေတွိုင်း line ထဲမှာတုံးလိုက်တဲ့ transaction တွေကိုမှတ်မယ်ဆိုရင်တန်းပြီးတော့ shortcut run လိုက်တာ ਨੇ ဘာအတွက်တုံးတယ်ပေါ့နော်ဒီနေ့ဘယ်လောက်တုံးလိုက်တယ်အနှုတ်လားအပေါင်းလားနှုတ်တစ်ထောင်ပါဖို့လဲစသဖြင့်ဘယ်ဘန်ကနေမေရဲ့ဒီဘန်နေပေါ့နော်ဘယ်ဘန်နေကနေယူမယ်စသဖြင့်ပေါ့နော်income လား expense လားတမျိုးရွေးပြီးတော့ထည့်ပေးရုံပါပဲဘာ category လဲပေါ့နော်ဘာအတွက်တုံးလိုက်တာလဲပေါ့ hang out လုပ်လိုက်လို့တုံးလိုက်တယ်ပေါ့စသဖြင့်ဒါဆိုရင်မျိုးရဲ့ဒီ Notion ရဲ့ finance tracker တွေကိုသူကတော့မှတ်ပြီးပြီပဲဖြစ်ပါတယ်ဒီအောက်က3ခုကတော့မေကဒီ calendar to Notion တွေပါ Notion တွေကကြတော့မေကဒီ calendar တွေကတချို့ဒီတခြား calendar တွေပေါ့နော် personal ရဲ့ working မဟုတ်ပဲမေဒီလို subscribe လုပ်ထားတဲ့ calendar တွေကနေ event တွေNotion တွေကိုရွှေ့ချင်တဲ့အခါမှာသုံးပါတယ်ပြီး remind to Notion ကလည်းအဲ့လိုပဲပေါ့နော် reminder တွေက text တွေကို Notion တွေကိုပြောင်းချင်တဲ့အခါမှာသုံးပါတယ်ဒီ Notion to reminder ကတော့ Notion ရဲ့ text တွေဥပမာမေကဖုန်းနဲ့အရင်မသုံးမနဲ့ဒီ laptop နဲ့ပေါ့နော် laptop နဲ့ desktop app ထဲကနေပြီးတော့မေကအဲ့ Notion ထဲမှာကိုယ့်ရဲ့ text တွေ plan ထားတယ်အဲ့ဟာကိုဒီထဲမှာပြန်မထည့်ရသေးဘူးဆိုရင်မေကအဲ့ဟာနဲ့ဒီ reminder app ထဲကိုပြန်ထည့်ပါတယ်ဒီမှာဆိုရင်မေ reminder app ထဲကိုဝင်လိုက်တာနဲ့မေရဲ့ဒီ Notion ထဲမှာထည့်ထားတဲ့ text တွေအကုန်လုံးကို reminder တွေကိုထည့်ပေးလာမှာဖြစ်ပါတယ်ဆိုတော့မေ sync လုပ်တဲ့သဘောပဲပေါ့နော်ဟိုဘက်ဒီဘက်မြင်ရမှာပေါ့နော် automation နဲ့ run ထားတာဖြစ်ပါတယ်ဆိုရင် media ကနေပြီးတော့ဥမာပြီးဆိုပြီးရဲ့အကြောင်းပေါ့နော်ဒီလိုမျိုးလေးလုတ်လိုက်တယ်ဆိုရင်မေပြန်ထွက်လိုက်တာနဲ့သူက Notion ဒီ shortcut ကို run ပြီးတော့မေရဲ့ဒီ Notion ထဲမှာလည်းတွားပြီးတော့ completed ဆိုပြီးတော့မှတ်ပေးမှာပေါ့နော်ဆိုတော့ဒါကတော့မေရဲ့ဒီနေ့တာအတွက် digitally planning channeling system ပေါ့နော်ဒီလိုမျိုးပဲအလွယ်တကူ Apple shortcut ကိုသုံးပြီးတော့ Notion နဲ့ချိန်ပြီးတော့သုံးချင်တယ်ဆိုရင်လည်းမေဒီ2026အတွက်ပေါ့နော် minimal.no ဆိုတဲ့ Notion template လေးကိုဒီမှာပြတ်ထားပေးမယ်နော်အဲ့လေးမေshop မှာဝယ်လို့ရပါတယ်သူမှာမေအကုန်လုံးဒီလိုမျိုးပဲခုနမေလုပ်ဒီလိုမျိုးပဲဒီ Apple shortcut ကိုအသုံးပြုပြီးတော့ Notion ကိုNotion ကိုသွားထည့်တာ Notion ကနေပြန်ထုတ်တာစသဖြင့်လွယ်တကူပေါ့နော် Notion app ကြီးတွေကိုဖုန်းထဲကနေမသုံးရဘဲနဲ့ဒီ shortcut လေးနဲ့ run ပြီးတော့ပဲကိုယ့်ရဲ့ data transaction တွေ habits တွေဒီ channel လေးတွေလုပ်လို့ရမှာပဲဖြစ်ပါတယ်ဆိုတော့အသေးစိတ်ကိုတော့ post ရဲ့ description မှာလည်းထည့်ပေးထားမှာမို့လို့ဝင်ရောက်ကြည့်ရှုလို့ရပါတယ်ဆိုတော့ဒီဟာကတော့ဒီနေ့ဖို့ကတော့မေရဲ့ဒီ2016မှာမေသုံးမဲ့ပေါ့နော် digital နဲ့ဒီ physical notebook system လေးကို sharing လုပ်ပေးခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်